အားလုံးပဲပြန်ပါရှင်။သမီးကတော့VSC 3နှစ်ပြည့် anniversary အတွက်ကျောင်းသားကျောင်းသူတွေကိုစားဆရာကိုကျေးဇူးတင်ကြောင်းပြောကြားပေးမယ်ဖြစ်ပါတယ်ရှင်။ဒီနေ့ပြောကြားပေးမယ့်အကြောင်းအရာကတော့ VSC 3နှစ်ပြည့် anniversary ကျောင်းပြောကြားဖို့ဖြစ်ပါတယ်ရှင်။ဒီနေ့ပြောကြားမယ့်အကြောင်းအရာမှာအမှားပါခဲ့လို့ရှိရင်ဖွင့်လို့ပြဖို့တောင်းဆိုချင်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ဒီတင်တန်းကိုဖွင့်လှစ်ပေးခဲ့ဆရာဦးတန်းကိုကျေးဇူးတင်ရှိကြောင်းကျေးဇူးချင်ပါတယ်ရှင်။ဆရာပေါ်မှာပြောမဆိုမှာမထီမဲ့မြင်ပြုခဲ့မိတည်ရှိတော့ဝင်ချတောင်းပန်ပါတယ်ရှင်။ဆရာရဲ့တင်တန်းသမီးတို့အတွက်စိတ်ဖြည်ရောဆရာနေရာလေးတစ်ခုဖြစ်ပါတယ်ရှင်။ဆရာရဲ့ဆုဆုံးမစကားတွေကသမီးတို့အတွက်ခွန်အားဖြစ်စေခဲ့ပါတယ်။ဆရာကဒီခါလေးကြားလို့ရှိရင်ဟာတာတွေပြောတယ်။ဘဝကိုဘယ်လိုရင်ဆိုင်ရမယ့်အကြောင်းတွေပြောတယ်။ရှုံးတဲ့ရင်ဆိုင်ရတဲ့အချိန်မှာအရှုံးမပေးဖို့အားပေးတယ်။ဆရာသမီးတို့အတွက်ပြောစရာတွေဘယ်လိုဖန်တီးပေးရမလဲဆိုတော့ရဲတွေးတောကြံစနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။အရှုံးတဲ့ရင်ဆိုင်ရတဲ့အချိန်မှာအရှုံးမပေးဖို့Very ပေါ်မှာအမြဲစေတနာပြုနာထားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ကိုကျိုးမငယ်ပဲတက်စီခြင်းနဲ့စေတနာနဲ့တင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ VSC ဆိုတာအင်္ဂလိပ်စကားပြောတခုတည်းမဟုတ်ဘဲနဲ့ကျေပဘုဒ္ဓတာများစွာကိုလည်းဆရာတိတလောက်မတလောက်သင်ကြားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ဆရာရဲ့သင်တန်းမှာလာတက်တဲ့အခါမှာတကယ်ကျတဲ့တွေလည်းအများကြီးရောက်ခဲ့ပြီးတော့မိတ်ဆွေစစ်မှန်ဆိုတာဘာလဲဆိုတာကိုသိခဲ့ရပါတယ်။တကယ်ကျတူးရောင်တွေနဲ့လည်းတွေ့ခဲ့ရပါတယ်ရှင်။ဒါကတော့သင်ခန်းစာရောက်ခဲ့ရပါတယ်။ဆရာရဲ့မျက်တာနဲ့ပြည့်နေနေတဲ့ VSC သင်တန်းကသမီးတို့အတွက်နှွေးထွေးလုံခြုံတဲ့နားဖို့အားထားရနေရလေးတစ်ခုဖြစ်ပါတယ်ရှင်။သင်တန်းဖွင့်တဲ့ရက်က4ရက်တည်းဆိုပေမဲ့တရက်ချင်းစီတိုင်းဟာရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ပြောစရာကောင်းနေခဲ့ပါတယ်ရှင်။တနေ့လာနေနဲ့အင်္ဂါနေ့မှာဆိုလို့ရှိရင် grammar stats တွေကိုဖြေရတယ်။ noun တွေ verb တွေအကြောင်းလည်းသိစိတ်လေးလာခဲ့ရပါတယ်ရှင်။ကြာသပတေးနေ့မှာဆိုရင် listening skill တွေတိုးတက်ဖို့အတွက်ဆရာဗီဒီယိုတွေရှာပြီးတော့ projector မှာဖွင့်ပြခဲ့ပါတယ်ရှင်။ဗီဒီယိုဆုံးသွားတဲ့အချိန်မှာလည်းတကြောင်ချင်းစီကိုနားလည်အောင်အသေးစိတ်ရှင်းပြခဲ့ပါတယ်ရှင်။နားမလည်တဲ့အခါမျိုးမှာလည်းထပ်ခါတလဲလဲစိတ်ရှိရှိနဲ့ရှင်းပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။တောက်ကြနေ့မှာဆိုလဲတယောက်နဲ့တယောက်ရင်းနှီးအောင်လို့ answer and question တွေကိုမေးခိုင်းခဲ့တယ်။လူကြားထဲမှာလည်းပွဲလည်တက်အောင်လို့ topic တွေကိုများရှိမှပြောရဲဆိုရဖြစ်အောင်ပြောစီခဲ့ပါတယ်ရှင်။ဒီလိုလာခင်မှာကျောင်းသားကျောင်းသူအားလုံးဒီပါရှယ်ရနေကြတဲ့သူတွေများပါတယ်ရှင်။အဲ့လိုစိတ်တွေပြောင်းတော့ပထမဆုံးသင်ကြားပေးခဲ့တဲ့သူကဆရာဖြစ်ပါတယ်ရှင်။ဒီတင်တန်းကိုတက်ရခြင်းအဖြစ်အလုံးအတွက်တာမကဘဝအတွက်ပါထောက်ပံ့စေခဲ့ပါတယ်ရှင်။ဒီတင်တန်းကိုတက်ရခြင်းရဲ့ချက်ကအင်္ဂလိပ်စကားပြောတဲ့အောင်တာမကရာထူးလောက်ကတော့တိုးတက်ဖို့အတွက်တက်မြောက်သွားတဲ့ပညာရေးကိုကောင်းစွာသုံးချတတ်ဖို့ပဲဖြစ်ပါတယ်ရှင်။ကံတရားရဲ့ကျေးဇူးကြောင့်သမီးတို့အားလုံးကဒီတင်တန်းလေးမှာစုံစည်းခွင့်ရခဲ့ခြင်းဖြစ်ပါတယ်ရှင်။ Second family ဆိုပြီးဆရာမြဲပြောနေလို့ဆရာကိုလည်းသမီးတို့ကဒုတိယခေါင်းကိုင်ဖခင်ကြီးအနေနဲ့လည်းအမြဲတမ်းသတ်မှတ်ပါတယ်ရှင်။ဒီ3နှစ်တာကာလပတ်လုံးမှာဒီတင်တန်းတာတင်တန်းသူ250ကျော်ဖြစ်လာပြီးတော့အခုလိုမျိုးရည်တည်နိုင်တဲ့အတွက်လည်းဆရာကိုဂုဏ်ပြုပါတယ်လို့ပြောချင်ပါတယ်ရှင်။